ဂျပန်ကိုအမြန်ဆုံးရောက်ချင်တဲ့သူများရွေးချယ်တဲ့ဒုက္ခသည်တွေကအလုံငါမျိုးအကြောင်းကိုစာကူရာလဲတဲ့ကျောင်းခွဲတွင်အသေးစိတ်စုံစမ်းမေးမြန်းနိုင်ပါပြီရှင်။နံပါတ်1လူကြိုက်အများဆုံးနဲ့လာစအကောင်းဆုံးဖြစ်တဲ့ဒုက္ခသည်စားတောက်ကုန်ထုတ်တင်တန်းကို JLPT စာမေးပွဲအပ်ပြီး9လပိုင်း10ရက်နေ့မှာဖွင့်လှစ်ဖို့ရှိပါတယ်။နံပါတ်2ကတော့ကောင်းမောင်းမဖြစ်ပါတယ်။လာစအနေနဲ့ရန်23,000ကနေ35,000ထိရရှိနိုင်တာကြောင့်လာစကောင်းကောင်းအလုပ်ကောင်းကိုရွေးချယ်လိုပါက9လပိုင်း73ရက်နေ့မှာဖွင့်လှစ်မယ်။ဒုက္ခသည်ကောင်းမောင်းတင်တန်းကိုတက်ရောက်ကြဖို့အတွက်အကြံပြုလိုပါတယ်ရှင်။၃ခုများကတော့စိုက်ပျိုးရေးပဲဖြစ်ပါတယ်။ N4 level လောက်နဲ့ဝင်ပြလို့ရတဲ့အပြင်စောက်ခွာလေးတဲ့ကျောင်းခွဲရဲ့အင်တာဗျူးအောင်ချက်အကောင်းဆုံးနဲ့မှာပါပါတယ်။ဒါကြောင့်ဒုက္ခသည်စိုက်ပျိုးရေးတင်တန်းကိုလည်း9လပိုင်း10ရက်နေ့မှာဖွင့်လှစ်ပေးသွားမှာဖြစ်လို့အခုပဲကြိုတင်စီရင်ပေးသွင်းလိုက်ပါရှင်။နံပါတ်4 agency fees တပြားမှပေးစရာမလိုတဲ့အထိအခွင့်အရေးအရန်ကောင်းနဲ့ဘူဘာဆောက်ရှောက်ရေးတင်တန်းများပဲဖြစ်ပါတယ်။ဒုက္ခသည်ခိုင်ခေါ်ကတော့9လပိုင်း10ရက်နေ့မှာဖွင့်လှစ်ပေးသွားမှာဖြစ်ပါတယ်။နောက်ဆုံးအတန်းကတော့ဒုက္ခသည်ဟိုတယ်ဖြစ်ပြီးဂျပန်နိုင်ငံတော်အလုံးမှာရှိတဲ့ international hotel ကြီးတွေမှာအလုပ်လုပ်ခြင်းနဲ့ပိုကောင်းသောဘဝပိုကောင်းသောအနာဂတ်ကိုဖန်တီးလိုတဲ့သူတွေအတွက်9လပိုင်း73ရက်နေ့မှာဖွင့်လှစ်ပေးသွားမှာဖြစ်ပါတယ်။အခုပြောသွားတဲ့ဒုက္ခသည်အတန်း9တန်းအပြင်ဂျပန်စာကိုအခုမှစတင်ခြင်းတဲ့သူတွေအတွက် N5, N4, N3 အတန်းစကားပြောတင်တန်းများကို online ကနေလည်းတက်ရောက်နိုင်ပါပြီရှင်။အပြင်တင်တန်းတက်ခြင်းတဲ့သူတွေအတွက်လှည့်တဲ့စီရာတီမှာဖွင့်လှစ်ထားတာဖြစ်ပြီးတော့အောက်ထပ်မှာ GNG Convenience Store ရှိပါတယ်။စာကူရာကျောင်းရဲ့ရည်မှန်းချက်မှာဂျပန်စာရေးချင်းပြည်ပြီးတော့ကျောင်းသူကျောင်းသားများကိုမွေးထုတ်ပြီးတော့အချိန်တူတူအတွင်းအခွင့်အလမ်းကောင်းများရှိနိုင်စေရန်အကြံပေးနိုင်ရည်ပဲဖြစ်ပါတယ်။ဒီဗီဒီယိုကိုအဆုံးထိကြည့်ရှုပေးတဲ့အတွက်အထူးပဲကျေးဇူးတင်ပါတယ်ရှင်။